ချစ်စွာသောမိဘပြည်သူပေါင်းစိတ်ဤချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ဥစွာပထမစိန်သီးတုတ္တဆုံ channel ကနေပြီးတော့ကာရဝပြုလိုက်ပါတယ်ခင်ဗျာစိန်သီးတုတ္တဆုံ channel မှာကျွန်တော်တို့ဘောလုံးပွဲအစီအစဉ်တွေနဲ့အတူကဘာရဲရဲမှာရှိကြတဲ့ကဘာအံ့မွေတွေနဲ့မြမအံ့မွေတွေကိုတပတ်ကိုနှစ်ခါကျွန်တော်တို့တင်ဆက်ပေးနေကြဖြစ်ပါတယ်ယခုတစ်ခါကျွန်တော်တို့တင်ဆက်ပေးမဲ့စိန်သီးတုတ္တဆုံ channel ကနေပြီးတော့ဘူးတုဒ္ဒရစီယာဖြစ်တဲ့မြန်မာနိုင်ငံရဲ့ UNESCO ဝင်တဲ့အထင်ကရအသိမဲ့ကဘာကပြုတ်ခံထားရတဲ့နေရာ10နေရာရှိပါတယ်အဲ့ဒီနေရာတွေကိုကျွန်တော်ဂုံယူဝင်ကြွားစွာနဲ့ကျွန်တော်စိန်သီးတုတ္တဆုံ channel ကနေပြီးတော့တင်ဆက်ပေးသွားပါမယ်နံပါတ်10ကနေပြီးတော့ကျွန်တော်ပြောပြပါမယ်ရေနံချောင်းခေါင်းလောင်းစားအမျိုးစားအမှတ်တစိတ်အမွေအနှစ်ဖြစ်တဲ့เนาะ2018ခုနှစ်မှာကဘာအမွေနှစ်မှတ်တမ်းဝင်ခဲ့ပါတယ်ခင်ဗျာအဲ့ဒီခေါင်းလောင်းတီရှိရာနေရာကတော့ပကံဓမ္မယာဇိကဖျားမှာတီရှိပါတယ်ခင်ဗျာနံပါတ်9ကတော့အာနန္ဒာစန္ဒရကြောက်စာပဲဖြစ်ပါတယ်2018ခုနှစ်မှာကဘာအမွေအနှစ်မှတ်တမ်းဝင်ခဲ့ပါတယ်ရခိုင်ပြည်နယ်စစ်တွေမြို့မဟာမုနီဖျားမှာအဲ့ဒီကြောက်စာတီရှိပါတယ်ခင်ဗျာနံပါတ်10ကတော့မိမလာကျွန်းပဲဖြစ်ပါတယ်ဇီဝအဝန်းအဝိုင်းနယ်မြေထဲမှာတည်ရှိပြီးတော့ကဘာအမွေနှစ်မှတ်တမ်းကို2019ခုနှစ်မှာမှတ်တမ်းဝင်ခဲ့ပါတယ်အေယာဝတီတိုင်းဒေသကြီးဒီရီဘေးမဲ့တောပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့နံပါတ်9ကတော့အင်းလေးကံပဲဖြစ်ပါတယ်ဇီဝအဝန်းအဝိုင်းနယ်မြေမှာတည်ရှိပြီးတော့2015ခုနှစ်မှာကဘာအမွေနှစ်ဖြစ်မှတ်တမ်းတင်ခံခဲ့ရပါတယ်ရှမ်းပြည်နယ်တောင်ပိုင်းမှာတည်ရှိပါတယ်ခင်ဗျာနံပါတ်6ကတော့ဘင်းအောင်မင်းတရားကြီးရဲ့ခေါင်းလောင်းစာဖြစ်ပါတယ်2019ခုနှစ်မှာကဘာအမွေနှစ်ဖြစ်မှတ်တမ်းတင်ခံခဲ့ရပါတယ်ပကံရွှေစည်းကုံဖျားမှာတည်ရှိပါတယ်ခင်ဗျာနံပါတ်5ကတော့အလောင်းမင်းတရားကြီးရဲ့ရွှေပေလွာပဲဖြစ်ပါတယ်အဲ့ဒီရွှေပေလွာကို2015ခုနှစ်မှာကဘာအမွေနှစ်မှတ်တမ်းတင်ခံခဲ့ရပါတယ်ဂျာမနီနိုင်ငံဟန်နိုဗာမြို့မှာတည်ရှိပါတယ်ခင်ဗျာနံပါတ်4ကတော့မြစီရီကြောက်စာခေါ်ရာဇကုမာရကြောက်စာပဲဖြစ်ပါတယ်အဲ့ဒီရာဇကုမာရကြောက်စာကို2015ခုနှစ်မှာကဘာအမွေနှစ်ဖြစ်မှတ်တမ်းတင်ခံခဲ့ရပါတယ်အဲ့ဒါကတော့ပကံမြို့ရှေးဟောင်းသုတေသနပြတိုင်းမှာတည်ရှိပါတယ်ခင်ဗျာနံပါတ်3ကတော့ကုသိုလ်တော်ဖျားရှိကြောက်စာချက်များပဲဖြစ်ပါတယ်ကဘာအကြီးဆုံးစာအုပ်လို့လဲတင်စားပြီးတော့ခေါ်ကြပါတယ်UNESCO ဝင်ခဲ့တဲ့ခုနှစ်ကတော့2013ခုနှစ်ကဘာအမွေနှစ်မှတ်တမ်းတင်ခြင်းကိုခံခဲ့ရပါတယ်မန္တလေးမြို့မှာတည်ရှိခဲ့ပါတယ်ခင်ဗျာနံပါတ်2ကတော့ပြူမြို့ဟောင်းများဖြစ်ပါတယ်2014ခုနှစ်မှာကဘာအမွေနှစ်စည်ရင်းဝင်ခဲ့ပါတယ်ဟန်လင်းမြို့ဟောင်းဟာစကိုင်းတိုင်းထဲမှာပိတ်တနိုးမြို့ဟောင်းဟာမကွေးတိုင်းထဲမှာတရေခိတ္တရာမြို့ဟောင်းဟာပဲခူးတိုင်းထဲမှာတည်ရှိပါတယ်ခင်ဗျာနောက်ဆုံးမြို့ဖြစ်တဲ့နံပါတ်1နေရာမှာရှိတဲ့ပကံမြို့ဟောင်းယဉ်ကျေးမှုနယ်မြေပဲဖြစ်ပါတယ်2019ခုနှစ်မှာကဘာအမွေအနှစ်စည်ရင်းဖြစ်မှတ်တမ်းတင်ခံခဲ့ရပြီးတော့မန္တလေးတိုင်းဒေသကြီးပကံညောင်ဦးမြို့မှာတည်ရှိပါတယ်ကျွန်တော်မြန်မာနိုင်ငံဟာဆိုရင်ဖြင့်ရှေးအောင်အမွေနှစ်တွေတည်ရှိရာနိုင်ငံကြီးလို့ပြောရင်လည်းမှားမှားပါဘူးဘာသာသာသနာထွန်းကားခဲ့တဲ့နိုင်ငံကိုမင်းကိုထီကိုနန်းနဲ့စိုးစံခဲ့တဲ့နေရာအခုချိန်မှာတော့ကိုလူအချင်းချင်းစီကံဖောက်လို့ထီးနှန်းနေလဲကြောက်ခဲ့ရပါပြီ။နောင်လာမဲ့ကျွန်တော်တို့ရဲ့စိန်သီးတုတ္တဆုံ channel မှာဘယ်နိုင်ငံတွေဟိုကျွန်တော်တို့တင်ဆက်ပေးသွားမလဲဆိုတာစောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ခင်ဗျာ။